Hello, I'm blog jazz. Hello, need your Javari, Jama Javari, Chanda Javari. Erine, Lawin the Lagani Viro, La Clownshi, same on to it, Namene, Ye Jare, Quacha Jatsure, someone a pathetic, Tere by she, a child to show. ဖြစ်စဉ်တစ်ခုနဲ့အမှားပြောပြခြင်းလို့ပါအမှားဆိုတဲ့ပြဿနာမှာကဟုတ်လားစာရေးတဲ့သူနဲ့စာရေးတဲ့အကြောင်းအရာနဲ့ကဝေးကွာတဲ့လက္ခဏာရှိပါတယ်လက္ခဏာရှိတဲ့အချိန်မှာစာရေးသူကစာရေးသူတယောက်အနေနဲ့ရှောင်ရန်ဆောင်ရန်အချက်လက်တွေကိုသတိမထားဘဲနဲ့သူလာနေပြီးတော့ပုဂ္ဂလိဒိဋ္ဌံလို့ခေါ်တဲ့သူ့ရဲ့စန္ဒသဘောထားနဲ့သူဟာသူသိတယ်လို့ယူဆပြီးတော့ပြောဆိုတဲ့အချက်လက်တွေဖြစ်နေတဲ့အတွက်အဲ့ဒီအချက်လက်တချို့ဟာသူကတော့သူဟာသူသိတယ်ထင်တယ်ငါနားလဲတယ်လို့ဆိုတဲ့အယူဆနဲ့လုပ်ပေမဲ့လို့တကယ်အမှန်တရားတွေနဲ့ကြိုးပမ်းလှုပ်ဆောင်ခဲ့ကြတဲ့သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ဂုဏ်သိက္ခာအတွေ့အခေါ်အမျှော်မြင်တွေကိုခြေမုံဖြည့်ဆည်းစော်ကားတော်လို့ဖြစ်နေတယ်။နောက်ပြီးတော့လည်းပဲနှထီး၅ချက်နမ၅ချက်ဆိုတဲ့စကားပုံလိုပဲရောသိမ့်ပြီးတော့တုတ်တဲ့အနေအထားမျိုးဖြစ်တဲ့အတွက်တချို့ကဖတ်မိပေမဲ့လို့လည်းအသက်တွေလည်းကြီးလာပြီဖြစ်တဲ့အတွက်အကြောင်းအရာတွေနဲ့မပြောလို့တော့ပဲနဲ့ရှောင်ရှားပြီးတော့နေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဘယ်လိုပဲဖြစ်ပါစေကျွန်တော်အနေနဲ့ကတော့စာရေးသူစိမ့်မောင်ဆိုတဲ့ကလောင်ရှင်ကိုမကောင်းမြင်တဲ့အမြင်မဟုတ်ဘဲနဲ့ရှေ့လျှောက်စာပေလောကမှာထင်ရှားမဲ့ဆိုရင်ပုဂ္ဂလိကဒိဋ္ဌံတွေနဲ့ပုဂ္ဂလိကဒေါသတွေကိုဟုတ်လားအတတ်နိုင်ဆုံးလျှော့ပြီးတော့စာရေးသူတွေအမှန်တရားကိုဖော်ထုတ်ရင်အမှန်တရားဘက်ကပြတ်သားသားယက်တည်နေနိုင်ရေးအတွက်ဟုတ်လားကျွန်တော်အနေနဲ့တင်ပြရခြင်းဖြစ်ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဆက်ပြီးပြောမယ်ဆိုရင်လည်းပဲဒီတင်ပြရတဲ့အတူစာရေးသူစိမ့်မောင်ဆိုတဲ့ကောင်ရှင်ကိုလည်းကျေးဇူးအထူးတင်ပါတယ်ဘာဖြစ်လို့လဲလို့ဆိုတော့သူရေးထားတဲ့အချက်ထဲမှာတော်လန်ရေးလက်ဖက်ရည်ဝိုင်းတော်လန်ရေးစကားအမီးဝိုင်းအနေနဲ့ပဲဖြစ်ဖြစ်သမိုင်းကြောင်းကိုပြန်ပြောကြဖို့ဆိုတဲ့ကိစ္စဟာနိုင်ငံရေးကိုပြောကြတယ်ဆိုတဲ့အချိန်မှာကြိုက်တယ်မကြိုက်ဘူးနှစ်သက်တယ်မနှစ်သက်ဘူးဆိုတဲ့အနေအထားတွေရှိတော့အသွင်တူတဲ့လူချင်းမှပဲစကားပြောပြတာမျိုးဖြစ်ပါတယ်တော်ရုံတိုင်ုံနဲ့လည်းပဲအလန်းဝေးတဲ့ကလေးတွေကမေးတဲ့များနဲ့သိကျင်တယ်လို့ဆိုတဲ့ဆန္ဒမရှိဘူးဆိုရင်တတ်နိုင်ဆုံးလူကြီးတွေကလည်းမိမိအလိုဆန္ဒအရာပြောတာမရှိပါဘူးအချိန်နေနဲ့အချိန်ခါရတဲရောက်တယ်လို့ဆိုတဲ့ခါကြမှသာပြောတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဟလာဗမာစကားပုံတွေမှာရှိပါတယ်အမေနွားကြောင့်သာအဖြေဖျားလောင်းလို့အဆိုရှိပါတယ်အဲ့လိုပဲအခုနွားကြောင့်သားလေးဖြစ်တဲ့ကိုစိမ့်မောင်ကိုကျွန်တော်အနေနဲ့အထူးကျေးဇူးတင်ရှိတယ်ခြေပါတယ်ဆိုတာနဲ့ဖြစ်စဉ်အမှန်နဲ့ဟုတ်လားမကြားဘူးရင်လည်းကြားဘူးပြီးတော့တို့ရှေ့ကပုံကိုယ်တွေထဲမှာအမှန်တရားဆိုတာကိုဘယ်လိုလှုပ်ဆောင်နေဆိုတာကိုပြည်သူကိုပြန်လဲတင်ပြနိုင်ရေးအတွက်တရင်ကောင်းပါရင်နဲ့စကားလက်ဆောင်ပေးတယ်လို့မှတ်ယူပေးပါအားလုံးကျေးဇူးတင်ပါတယ်